အနေနဲ့ပေါ့နော်အမားရဲ့ပထမဆုံးနာမည်နဲ့ပြီးရင်ဘယ်ဌာနမှာလုပ်နေရဆိုတော့လေတစ်ချက်လောက်ပြပြအောင်ရှင် ဟုတ်ကဲ့မနာမည်ကတော့စုစုဟန်မှာ Finance Department မှာတာဝန်ထမ်းဆောင်နေတယ် ညီမနာမည်အစင်ရတနာပါ Finance Department မှာတာဝန်ထမ်းဆောင်နေပါတယ်ရှင်ဟုတ် ဟုတ်ကဲ့ပါအမဟုတ်အဲ့ဆိုလို့ရှိရင်ဒီ Starfish နဲ့ပေါ့နော်လက်တွဲနေတာရောဘယ်နှစ်လောက်ရှိပြီလဲမဟုတ် အမားတော့9နှစ်နီးပါးရှိပြီရှင်ဟုတ် ညီမတော့၄နှစ်ခွဲရှိပါပြီရှင် ဟုတ်လောက်သက်ကြနေပြီပဲမဟုတ်အဲ့ဒါဆိုတော့ဒီ Starfish ပေါ့နော်ဒီ15နှစ်ပွဲအတွက်ဂုဏ်ပြုစကားလေးနဲ့တက်ရောက်ရတဲ့ဟိုခန်းစားချက်လေးတစ်ချက်လောက်ပြောပြပါအောင်ရှင် ဟုတ် Starfish ရဲ့ long journey မှာတစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရလို့ကိုယူမိပါတယ်ရှင် ဟုတ်Starfish ရဲ့15နှစ်ပြည့်အတွက်ဝန်သားကုန်မိပါတယ်Starfish ဒီ15နှစ်ပြည့်မှာဒီနောက်နှစ်ပေါင်းများစွာတိုင်းထိုးချင်တဲ့ကျောင်းသားများစွာကိုလည်းအများကြီးမွေးထုတ်ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဟုတ် ကျေးဇူးပါအမအဲ့ဒါဆိုဟုတ်ကဲ့ရှင်အခုအရင်ဆုံးအမနာမည်နဲ့ဘယ်ဌာနမှာတာဝန်အဆောင်နေလဲတစ်ချက်လောက်ပြောပြပါအောင်ရှင် ဟုတ်အမနာမည်ကတော့ Mystery မှာ Management Team မှာတာဝန်ထမ်းဆောင်နေပါတယ်ရှင် အမနာမည်ကတော့သိချင်မှန်ပါအမဒီ Customer Service နဲ့ IT Department မှာတွဲပြီးတော့တာဝန်ထမ်းဆောင်နေပါတယ် အခုပထမဦးဆုံးပေါ့နော်ဒီ Starfish နဲ့လက်တွဲလာတာရောဘယ်နှစ်လောက်ရှိပြီလဲမ အခုဆိုရင်တော့9နှစ်ကျော်ပြီဟုတ် အမကတော့6နှစ်ကျော်ပြီပေါ့နော်ဟုတ် လောက်တက်တည်ကြနေပြီပဲမဟုတ် မလေးကလည်းရမ်းပြောလို့ကြားလိုက်တာ အဲ့ဆိုတော့ပေါ့နော်အခု Starfish ကနေဒီပွဲကိုတက်ရောက်ရတဲ့အမရဲ့ခန်းစားချက်လေးတစ်ချက်လောက်ပြောပြပါအောင်မ ဟုတ်ခန်းစားချက်ကတော့ဘယ်လိုပြောမလဲဆိုအရန်ပျော်တယ်ပေါ့နော်အရန်ပျော်တယ်ပြီးတော့လဲ Starfish လေးပေါ့နော်ဒီထက်မကအောင်မြင်ပါစေလို့လဲဆုမကောင်းတောင်းပါတယ်ညီမလေးဟုတ်ကဲ့ရှင် အမလည်းပြောတယ်ပေါ့နော်ပြီးသွားရင်တော့ဒီ Starfish ပေါ့နော်ဒီ15နှစ်ကနေစပြီးတော့မှနောက်နှစ်ပေါင်းများစွာပို့ပြီးတော့မှအောင်မြင်တဲ့ကျောင်းတော်ကြီးဖြစ်ပါစေလို့ဆုတောင်းပါတယ် ဟုတ်ကဲ့ပါအမကျေးဇူးပါရှင်ဟုတ်အခုနာမည်နဲ့ဘယ်ဌာနမှာတာဝန်ထမ်းဆောင်နေလဲပြောပြပါအောင်ရှင် ကျွန်တော်ကတော့စီတူပါStarfish ရဲ့ဒီ Marketing Department Media Team ရဲ့ Media Team မှာပေါ့နော်တာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျာ ဟုတ်ကဲ့ရှင်ဒီ Starfish မှာလက်တွဲတာရောအခုဘယ်နှစ်လောက်ရှိပြီလဲရှင် 9နှစ်ကျော်6နှစ်နီးပါးလောက်တော့ရှိပြီထင်တယ်နော်9နှစ်နဲ့10လဝန်းကျင်ဝန်းကျင်လောက်ပေါ့ 6နှစ်ပဲဆိုလိုက်ပါတော့ကိုရဲ့ဟုတ်အဲ့ဆိုရင်ဒီ Starfish ပွဲကိုတက်ရတဲ့အကိုရဲ့ခန်းစားချက်လေးလည်းပြောပြပါအောင် Starfish ဒီနေ့ပွဲလေးကိုတက်ရတဲ့ခံစားချက်ကဘယ်လိုရှိမလဲဆိုတော့ဒီ Starfish ကဒါဒီနေ့က15နှစ်ပြည့်ပွဲပေါ့နော်အကိုက9နှစ်ပဲထားကွာဟို15နှစ်ပြည့်ဆိုတော့ကဲ3ပုံမှာတပုံပေါ့နော်3ပုံမှာတပုံအကိုက9နှစ် Starfish က15နှစ်ဆိုတော့3ပုံမှာတပုံဒါပါဝင်ခွင့်ရတယ်ပေါ့နော်အဲ့လိုမျိုးပါဝင်ခွင့်ရခဲ့တဲ့အတွက်လည်းကိုလိုပေါ့ဒါ Starfish ရဲ့ဒီ My Time တစ်ခုမှာပါဝင်ခွင့်ရတဲ့အတွက်လည်းတိုင်းမသိဝမ်းသာမိတယ်နောက်ထပ်နှစ်ပေါင်းများစွာကိုလည်းဒါဆက်ပြီးတော့ကိုယ်စားညံစွာရှိသမျှနဲ့ဆက်ပြီးတော့ပါဝင်သွားပါအောင်မယ်လို့ဒါဒီနေ့ကနေပဲပြောချင်ပါတယ် ဟုတ်ကဲ့ပါကိုကျေးဇူးပါရှင်ဟုတ်ဟုတ်ပထမဦးဆုံးအခုနာမည်နဲ့ဘယ်ဌာနမှာအလုပ်လုပ်နေဆိုတဲ့တစ်ချက်လောက်ပြောပြပါအောင်ရှင် ကျွန်တော်နာမည်ကတော့ Corneli လို့ခေါ်ပါတယ်အခုဒီ media team မှာပေါ့နော်အဲ့လို ကျွန်တော်ကတော့ကိုရင်ထပ်ပါ Senior Graphic Designer နဲ့ Media Team မှာလုပ်နေရပါ4နှစ်ကျော်တော့ရှိပါ ဟုတ်ကဲ့ရှင်ဟုတ်အဲ့ဆိုလို့ရှိရင်ဒီ Starfish ပွဲကိုတက်ရောက်ရတဲ့အတွက်ခန်းစားချက်လေးပြောပြပါအောင်ရှင် ခန်းစားချက်ကတော့အရန်ပျော်ရပေါ့နော်အခုဒီမှာမတွေ့ရတဲ့လူတွေနဲ့လည်းအများကြီးတွေ့ရတယ်နောက်ပြီးရင် teacher တွေပိုင်းနဲ့လည်းအများကြီးတွေ့ရတယ်ပေါ့နော် ပွဲကြရတဲ့အတွက်တော်တော်လေးလည်းပျော်ပါတယ်တွေ့ရသူတွေနဲ့လည်းအများကြီးပြန်တွေ့အထူးဖြင့် teacher တွေနဲ့ဆို online မှာပဲတွေ့ဘူးပါဆိုတော့အပြင်မှာတွေ့ရတော့တော်တော်လေးပျော်ဖို့ကောင်း ကျေးဇူးပါကွာဟုတ်ပထမဦးဆုံးအမနာမည်နဲ့ဘယ်ဌာနမှာတာဝန်ထမ်းဆောင်နေလဲတစ်ချက်လောက်ပြောပြပါ ဟုတ်ကဲ့ပါကျွန်တော်ကနန္ဒာပါဒီ Starfish မှာဆိုလို့ရှိရင်တော့ Customer Service Department မှာတာဝန်ထမ်းဆောင်နေပါတယ်ရှင် အမရောရှင် โอเคညီမနာမည်ကတော့ Mary လို့ခေါ်ပါတယ်ညီမကတော့ကျတော့ Customer Service ဌာန Digital Sales ဌာနမှာကျွန်မတာဝန်ထမ်းဆောင်နေပါတယ်ရှင် ဒီ Starfish နဲ့လက်တွဲလာတာပေါ့နော်အမတို့အနေနဲ့လောက်သက်ပတ်နှစ်လောက်ရှိပြီလေမဟုတ်ဟုတ်ကဲ့ပါ Starfish မှာဆိုရင်တော့ကျွန်မကတော့အခုဆိုရင်တော့6နှစ်မြောက်ကိုရှိနေပါပြီရှင်ကြာ ဟုတ်ကဲ့ညီမလည်း6နှစ်မြောက်ကိုရောက်နေပါပြီရှင်
တူတူဝင်ကြရလား တိတ်မကွာနော် ဟုတ်ကဲ့ အဲ့လို အဲ့ဆိုရင်ဒီ Starfish ရဲ့ဒီနေ့ပွဲကိုပေါ့နော်တက်ရောက်ရတဲ့အတွက်ခန်းစားချက်လေးလည်းပြောပြပါအောင်ပါ ဟုတ်ကဲ့ပါဒီနေ့ပွဲလေးကိုဒီလိုmilestone တစ်ခုအဖြစ်ပေါ့နော်ကျင်းပတဲ့အတွက်အရင်လည်းဝမ်းသာတယ်15နှစ်ဆိုတဲ့အတိုင်းတာတော့ပေါ့နော်အရင်ကြာတဲ့အတိုင်းတာဖြစ်တယ်ဒါပေမဲ့ဒီလိုကြားတဲ့အတိုင်းတာတစ်ခုထိဒီအောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တယ်ပြီးတော့ထူးချွန်ထက်မြက်တဲ့ကျောင်းသူကျောင်းသားတွေအများကြီးမြန်မာတနိုင်ငံလုံးအတိုင်းတာနဲ့ကိုမွေးထုတ်ပေးနိုင်ခဲ့တာဖြစ်တဲ့အတွက်အရင်ဝမ်းသာကုန်ယူမိရဲ့ကျောင်းကိုစားပေါ့နော်ဆိုတော့ခါကျတော့ကျမကလည်းဒီနေရာမှာတစ်ခုအနေနဲ့ပေါ့နော်ဒီ customer service အနေနဲ့ပါဝင်ပြီးတော့လှုပ်ခွင့်ရတဲ့အတွက်လည်းရန်ဝမ်းတာတယ်ဆိုတော့နောက်နှစ်ပေါင်းများစွာတိုင်လဲပေါ့နော်အောင်မြင်မှုနဲ့အတူဆက်လက်တည်တတ်နိုင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်ရှင် ဟုတ်ကဲ့ပါမ ဟုတ်ညီမကလည်းပေါ့နော်ဒီ Starfish နဲ့လည်းတက်လာ6နှစ်ဆိုပြီမဲ့ညီမဒီ Starfish ကနေပြီးတော့ကျောင်းသားတွေအများကြီးကိုလည်းမွေးထုတ်ပေးခဲ့တယ်နောက်ပြီးတော့ညီမတို့ဝန်ထမ်းတွေအတွက်တင်လည်းဆရာတို့ကနေပြီးတော့ဒုတိယ family တယောက်အနေနဲ့ပေါ့နော်နောက်ကနေအမြဲရက်တည်ပေးခဲ့တယ်ရှင်အားကြောင့်မို့ဒီလုပ်ငန်းကြီးမှာလောက်ရတာညီမတို့အများကြီးလည်းဂုဏ်ယူမိပါတယ်ဒီထက်မကလည်းတိုးတက်အောင်မြင်တဲ့တိုးတက်မှုတွေအများကြီးရဖို့အတွက်လည်းအများကြီးတောက်စုလေးပေးလိုက်ပါတယ်ရှင် ဟုတ်ကဲ့ပါမကျေးဇူးပါရှင်ဟုတ် ကျေးဇူးပါ ကျေးဇူးပါရှင်